အောင်မဲမင်္ဂလာနဲ့ခင်းလေးပါလို့နှုတ်ဆက်တာပါပဲကျွန်တော်ဒီရုံးကန်တိုင်းရှိုင်းဖွေနဲ့အခါရမှာကျွန်တော်အရေးအတွက်မိရတဲ့ဒီကားတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီမနက်ခင်းလေးမှာတော့မိတ်ဆွေတို့ကိုကျွန်တော်အရေးနဲ့ဆိုင်တဲ့အရာလေးကိုအတိအကျလေးသိဖို့ရန်လာရောက်ရှင်းပြဖြစ်ပါမယ်ခင်ဗျကျွန်တော်ဒီအားပိုင်းကကျွန်တော်မှာကောင်းရာကိုရောက်ရှင်တယ်ဒါကြောင့်လောကအသက်ရှင်တဲ့အခါမှာလည်းဘာပြကုသိုလ်ကောင်းမှုအစ်စ်ဒီလာတွေကိုအမိပြုပြီးကျိုးစားစစ်ကြံအားထုတ်အသက်ရှင်နေတာပဲဖြစ်ပါမယ်ခင်သို့တော့ကျွန်တော်လုပ်နေတဲ့ကောင်းမှုထွက်မကောင်းမှုကပုံများနေတာပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့ကျိုးစားစစ်ကြံအားထုတ်မှုဖြစ်ကျွန်တော်မှာကောင်းရာကိုဘယ်နည်းနဲ့မှမရောက်နိုင်ပါဘူးဒါကြောင့်လူငယ်တို့တစ်ပေါင်းထောင်ကျော်ကဤလောကဘာနေကြီးကိုအရှင်ယေရှုဖျားကြွဆင်းလာခဲ့ပါတယ်။ဘာကြောင့်လာလဲဆိုရင်တော့ကျွန်တော်လူသားကြီးမှာရှိတဲ့ကံကြွေးဝတ်ကြွေးအပြစ်ကြွေးအလုံးစုံကနေကယ်တင်ဖို့ရန်ဤလောကကဘာမြေကြီးကိုကြွဆင်းလာခဲ့တယ်။ကျွန်တော်လူသားအလုံးရဲ့အပြစ်ကြွေးအလုံးစုံတို့ကလဝါကတိုင်တော်ထက်မှာကိုစားအသေးခံပြီးခဲ့ပါတယ်။ဒီညိုချင်းခံပြီးတေချင်းမှာလမ်းဆုံးပဲ၃ရက်မြောက်၃နေ့မှာရှင်မြန်ထမြောက်တော်ဖျားယနေ့တိုင်အောင်အသက်ရှင်တော်ဖျားပဲဖြစ်ပါမိတ်ဆွေ။သူရှင်ဖျားလှုပ်ဆောင်ပေးတဲ့အရာကိုလက်ခံယုံကြည်တော်သူကသမလုံးအပယ်လားစရာမလိုပဲဖျားရှိရာအရာကိုဧကံမုတ်ချရောက်နိုင်တယ်ဆိုရဲသမလုံးအရေးနဲ့သက်ဆိုင်တဲ့ဒီနေ့အဖြစ်ရှိတဲ့ကဲလို့လောကအသက်ရှင်ဆိုလည်းဒီလိုပြည့်ပေးပါပဲဝေရေးပမန်းသူပေါင်းငါချံကိုလာငါချမ်းသာပေးမယ်လို့ပြည့်ပေးခဲ့တော့ဖျားပဲဖြစ်ပါမိတ်ဆွေဒါကြောင့်မိတ်ဆွေလောကအသက်ရှင်တဲ့အခိုက်မှာတောကပြဿနာတွေကြုံတွေ့လာတဲ့အခါမှာလဲထိုအရှင်ဘုရားထံမှာဆုတောင်းကြည့်လို့ရတယ်စုပန်ကြည့်လို့ရပဲဖြစ်ပါပဲမိသူပဲခေါ်ပါစေထူးတော်ဘုရားဖြစ်ပါမိတ်ဆွေဒါကြောင့်မိတ်ဆွေအသက်ရှင်တဲ့အခါမှာတွေ့ကြုံလာတဲ့ပြဿနာတွေကနေအရှင်ယေရှုဘုရားထံမှာဆုတောင်းကြည့်လို့ရတယ်စုပန်ကြည့်လို့ရတယ်ဆိုတဲ့လောကအသက်ရှင်နဲ့ဆက်ဆိုင်တဲ့ဒင်းကောင်းလေးကိုလည်းဒီနေ့မနက်မှာလာရောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်ဒါကြောင့်တမန်တော်တွေးပူနေလားယေရှုဘုရားလှုပ်ဆောင်ပေးတဲ့အရာကိုလက်ခံယုံကြည်ခြင်းဖြင့်တမန်တော်တွေစိတ်ချမှုရှိတဲ့ကဲ့သို့ပဲလောကအသက်ရှင်ကလည်းတောကတွေကနေကဲတင်ပေးတိုင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီနေ့မနက်မှာတော့ကျုံသုံးမှာမိတ်ဆွေတို့ကိုဒင်းကောင်းလေးတွေဖြစ်လာရောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်အရောက်ချင်းဆိုင်ရဲ့အသက်တာမှာစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လိုရာစုအလုံးစုံပြည့်စုံကြပါစေလို့ဆုမွန်ကောင်းလေးလည်းတောင်းပေးအပ်ပါရယ်